ပုံထဲမှာပြထားသလိုဖက်တီလန်နဲ့အထိသားချောင်းနေတဲ့သူတွေအတွက်နိုင်ငံတကာ dermatologist တွေညွှန်ကြားတဲ့ water therapy နဲ့ Slacker method သုံးပြီး skin care လုပ်နည်းကိုပြပါမယ်။အရင်ဆုံးပုံမှန် skin care လုပ်နေကြအတိုင်းလဲရုံပါပဲ serum နေရာမှာတော့ bioderma ဆံပတ်ရထားတဲ့ hyaluronic acid serum လေးသုံးထားပါတယ် skin care ကိုလဲပင်ကိုပါလိမ့်ပေးရပါမယ်နော်နောက်တစ်ဆင့်အနေနဲ့ဘာ acid ingredient မှမပါတဲ့ Cetaphil လိုမျိုး clean brand က lotion သို့မဟုတ် cream type moisturizer ကိုမျက်နှာအနှံ့စင်ဝင်အောင်လိမ့်ပေးရပါမယ်ပြီးရင်အဆိုတက်ဖြည့်တဲ့ sheet mask တစ်မျိုးမျိုးကပ်ရပါမယ်ဒီ sheet mask ဒီမှာပိုနေတဲ့အရည်တွေကိုမျက်နှာလဲပင်းနဲ့လက်တွေအရင်လိမ့်ပြီးမှကပ်ပြီးရင်အရည်တွေစီးကြတာသက်သာပါလိမ့်မယ်ဒီ sheet mask တွေကပ်တဲ့အခါမှာလေ main ကလေးတွေအတွက်တော့ sheet mask size ကမျက်နှာထပ်ပိုပြီးကြီးနေကြတာများတယ်အဲ့ဒီအတွက်ကြောင့် sheet mask ကို fit တင်ကြအောင်နှာခေါင်းကြားရဲ့ဒီနှာခမ်းအပေါ်ရဲ့မေးစည်းနေရာကိုကတ်ကြီးနဲ့ပုံမှန်ပြထားတဲ့အတိုင်းဖြတ်ပြီးတော့ fit တင်ကြအောင်လုပ်ပါမယ် sheet mask ကိုတော့မိနစ်20ကပ်ပေးအောင်ပါပဲကတ်ကြီးကိုတော့မျက်လုံးမစူးမိအောင်သတိထားဖို့နဲ့ထိတ်တုံးတာလေးသုံးရင်ပိုကောင်းပါတယ်ခုဆိုရင်တော့ mask ကမျက်နှာမှာတော်တော်လေး fit တင်ကြသွားပါပြီပြီးရင်အပေါ်ကဒီ silicone mask လေးကိုထပ်အုပ်ပါမယ်ဒီ mask လေးကလည်း online shop တွေမှာလည်းရောင်းနေပြန်လဲသုံးလို့ရတော့တော်တော်လေးအဆင်ပြေတယ်ဒီနည်းလည်းကတော့ Azima Skin မှာသုံးတဲ့ water therapy နည်းလည်းကိုမြင်ညမ်းလာတာပါသား၆တဲ့သူတွေကနှာခမ်းလက်၆တက်တော့ခုနက moisturizer cream ကိုပဲနှာခမ်းပေါ်အရင်လိမ့်မယ်ပြီးရင် petroleum ပါတဲ့ lip balm လေးဆိုးပြီးတော့ခဏလောက်ထားတာပါမယ်ဒီနည်းလည်းလေးကိုနှာခမ်းရမ်း၆တဲ့သူတွေလုပ်ကြည့်တင်ပါတယ်ဒါကို Slacker method လို့ခေါ်ပါတယ်ပြီးရင်ခုနက Cetaphil cream ကိုပဲလက်ဖွားနဲ့လက်ဖမိုးမှာလိမ့်ပါမယ်ပြီးရင်အပေါ်က petroleum jelly ကိုထပ်ပြီးတော့လိမ့်ပေးပါမယ်ဒီ petroleum jelly ကိုလိမ့်တဲ့အခါမှာလေလက်သေးပန်းကုန်းလေးတွေတခြားလိမ့်ပြီးလက်သေးပန်းကုန်းကွာတာတွေ၆ပြီးအဖက်လန်တာတွေတော်တော်လေးသက်သာပါတယ်ပြီးရင်တစ်ခါသုံးဒီလိုမျိုးချွတ်ချွတ်အိတ်လက်အလေးနဲ့အပေါ်ကဆွတ်ထားပေးပါမယ်ခြေထောက်မှာလည်းခြေကြီးသုံးပြီးဒီလိုမျိုးလုပ်လို့ရပါတယ်